အခုနောက်ပိုင်းခေတ်စားလာတဲ့ကျွန်တော် Halloween ပွဲတော်ကဘယ်လိုဖြစ်လာလဲဆိုတာကိုသိကြလား Halloween ကဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့နှစ်ပေါင်း2000လောက်တုန်းကပေါ့နော် Ireland ရဲ့ UK ရဲ့ပြင်သစ်ရဲ့မှာနေတဲ့ Celtic လူမျိုးတွေဆိုတာရှိပါတယ်ဒီ Celtic လူမျိုးတွေကပြီးခဲ့တဲ့နှစ်ပေါင်း2000လောက်ကနေကသူတို့ဒီအောက်တိုဘာလ31ရက်နေ့ရောက်တိုင်းပေါ့နော် Samhain ဆိုတဲ့ပွဲတော်တစ်ခုကိုကျင်းပပြုလုပ်လေးရှိပါတယ်ဒီပွဲကိုအဓိကအကျင်းပတဲ့အကြောင်းရင်းကကြတော့သူတို့စီမှာအောက်တိုဘာလ31ရက်နေ့ကဒီຫນွေကုံဆောင်ကူကာလာပေါ့နော်သူတို့ကအဲ့ဒါကိုအတိမတ်ပြုတဲ့အနေနဲ့အဓိကကျင်းပတာဖြစ်ပါတယ်ဒီအောက်တိုဘာလ31ရက်နေ့မှာဆိုလို့ရှိရင်သူတို့ယုံကြည်မှုနောက်တစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဗမာပြည်မှာဆိုလို့ရှိရင်လည်းလူပုံလူတို့ကနေဒီမကောင်းဆိုးဝါနာနာဘာဝပုံဆိုပြီးတော့အဲ့လိုမျိုးရှိတယ်ပေါ့နော်သူတို့စီမှာလည်းပဲအဲ့လိုပုံတွေရှိတယ်သူတို့ရဲ့အယူဆတွေထဲမှာပေါ့ဆိုတော့အဲ့အောက်တိုဘာလ30ရက်နေ့ကြာလို့ရှိရင်သူတို့ယုံကြည်တာကကြတော့သူတို့နေနေတဲ့လူပုံလူတို့ကနေမကောင်းဆိုးဝါတွေလူပုံလူတို့ကနေမှာဂျားထဲမှာခြားထားတဲ့စီကကွာဝါလို့သူတို့ယူဆကြတယ်ပေါ့နော်အဲ့ဒီအခါမှာသူတို့ကဒီနာနာဘာဝတွေဝင်လာတယ်မကောင်းဆိုးဝါတွေဝင်လာတယ်ပေါ့နော်ဆိုတော့အဲ့ဒီမကောင်းဆိုးဝါတွေနာနာဘာဝတွေကသူတို့ကိုအနေနဲ့မပြုတ်နိုင်အောင်လို့ပေါ့သူတို့ကဟန်ဆောင်ပြီးတော့အဲ့လိုဝတ်စားတွေဝတ်ကြရဲပေါ့နော်ဘယ်လိုမျိုးဝတ်စားတွေဝတ်လဲဆိုတော့ကျွန်တော်တို့အခုခေတ်မှာဆိုလို့ရှိရင်တော့ costume တွေဝတ်နေကြပြီကွာဒါပေမဲ့အဲ့တုန်းကကြတော့ဘာဝတ်ကြလဲဆိုတော့သူကတားရဲတိရစ္ဆာန်တွေရဲ့တရေတွေတိုးမွေးတွေဥကောင်းတွေကိုဒီမျက်နှာတွေပေါ်မှာmask လိုပုံစံမျိုးလုပ်ပြီးတော့ဝတ်ကြတယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးသူတို့တွေကျင်းပလာဒီမှာကျွန်တော်800ဆိုရောက်တဲ့အခါမှာပုပ်ရဟန်းမင်းတယောက်ရှိတယ်ပေါ့နော်အဲ့ပုပ်ရဟန်းမင်းရဲ့နာမည်က Gregory III သူကဘာလို့ဖို့စူးစမ်းလဲဆိုတော့ကြတော့သူတို့စီမှာဆိုလို့ရှိရင်ဒီသူတော်စင်တွေကိုအတိမတ်ပြုတဲ့နေ့ပေါ့ All Saints Day လို့ခေါ်တယ်ပေါ့နော်အဲ့ဒီနေ့ကိုသူကနိုဝင်ဘာလ1ရက်နေ့မှာကျင်းပကြမယ်ဟေးဆိုပြီးတော့ကြေညာလိုက်တယ်ဆိုတော့နိုဝင်ဘာလ1ရက်နေ့က All Saints Dayဒီသူတော်စင်တွေကိုအတိမတ်ပြုတဲ့နေ့လားဆိုလို့ရှိရင်ဒါဆိုရင်အောက်တိုဘာလ31ရက်နေ့ကိုဒီတရေတွေနာနာဘာဝတွေကိုအတိမတ်ပြုတဲ့နေ့လောက်ကြရအောင်ဆိုပြီးတော့ Halloween ကအောက်တိုဘာလ31ရက်နေ့အလိုတယောက်ဖြစ်သွားရောဒါပေမဲ့သူတို့အောက်တိုဘာလ31ရက်နေ့မှာ Halloween ဆိုပြီးတော့နာမည်ကချက်ချင်းမဖြစ်သွားသေးဘူးအဲ့ဒီတော့ကနိုဝင်ဘာလ1ရက်နေ့ကကြတော့ All Saints Day အောက်တိုဘာလ31ရက်နေ့ကကြတော့ All Hallows Eveဆိုတော့ Hallows Eve ကိုအမြန်ပြောမယ်ဆိုလို့ရှိရင် Hallows Eve ပြောနေရတာခက်တဲ့အတွက် Hollow နဲ့အနောက်က Eve နဲ့ပေါင်းပြီးတော့ Halloween ဆိုပြီးတော့ဖြစ်သွားတာဖြစ်ပါတယ်။အဲဒီကနေမှဒီ Halloween ဆိုတဲ့ပွဲကကျွန်တော်1800ခုနှစ်တိကိုရောက်တဲ့အချိန်မှာ Irish immigrant တွေကကျွန်တော် US ကိုပြောင်းသွားရပေါ့နော် US ဆိုတာ United States of America ပေါ့။ဆိုတော့ American လူမျိုးတွေနဲ့တွေ့တဲ့အချိန်မှာဒီပွဲတော်ကပို့ပြီးတော့ Americanize ဖြစ်လာတယ်။အဲ့ဒီပွဲကိုဒီ American လူမျိုးတွေကပို့ပြီးတော့ပြောစရာကောင်းအောင်ဖန်တီးလာကြရပေါ့။ဟိုမှာစားစရာတောက်စရာတွေထည့်တယ်decoration တွေထည့်တယ်အလှဆင်တာတွေထည့်တယ်အဝတ်စားပို့ဝတ်တာတွေထည့်တယ်စသဖြင့် American လူမျိုးတွေက game တွေထည့်တယ်ဖြုံသီးတွေထည့်တယ်တရေပုံတွေထည့်တယ်ကျွန်တော်မြင်နေကြပေါ့နော်ပင်ကူအိမ်တွေအယိုးကောင်းတွေစုံမပုံစံတွေဒါတွေအကုန်လုံးက Americanize လုပ်ထားတဲ့ version ဖြစ်လာတာပဲဖြစ်ပါတယ် Halloween မှာမပါမဖြစ်နောက်ဆုံးတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ trick or treating မှာ trick or treating ရဲ့အဓိပ္ပာယ်ကဘယ်လိုမျိုးလဲဆိုတော့ဖေဖေမေမေတို့တသားမျိုးတော်တော်များများ Halloween ရုပ်ရှင်ကားတွေထဲမှာမြင်ဘူးကြမှာပါကလေးလေးတွေကအိမ်ဝင်အိမ်တွက်နဲ့ trick or treat လို့អော်ပြီးတော့တောင်းတယ်ပေါ့နော်တခြားလုံးတောင်းတယ်အဲ့ဒီနေရာမှာ trick အလုပ်ခံမလား treat ပေးမလားဆိုပြီးတော့အဓိကတောင်းတာပေါ့နော်trick လုပ်တယ်ဆိုလို့ရှိရင်တော့ဒါသူများအိမ်ကိုကျဲဦးနဲ့ပေါက်တာတို့တရေအတင်းချောက်တာတို့တကားတွေလိုက်ခောက်တာတို့tissue လိပ်တွေနဲ့ပစ်တာတို့ပေါ့နော်ဒါတွေကတော့သူတို့ရဲ့ culture ပေါ့ဆိုတော့အဲ့လိုမျိုးအလုံးခံခြင်းဆိုလို့ရှိရင်ငါတို့အခုကြားလုံးပေးဆိုတဲ့အထာမျိုးနဲ့သူက trick or treat ဆိုပြီးလုပ်တာပေါ့နော်အဲ့ဒီအချိန်မှာအိမ်ပိုင်ရှင်ဦးကိုတော်မမဒီမလားဒီလူကြီးတွေကပေါ့နော်trick တော့မလုပ်ပါနဲ့တခြားလုံးကျွေးရမယ်ဆိုပြီးတော့သူတို့ကအိမ် trick or treat လာတဲ့ကလေးလေးတွေကိုတခြားလုံးပေးရင်းနဲ့ဒီ trick or treat ဆိုတဲ့ဒီ tradition ကဖြစ်လာတာပေါ့နော်ဒါပေမဲ့အဲ့ trick or treat ဆိုတဲ့ဒီ tradition ကိုဘယ်သူကဖန်တီးလိုက်တာလဲဆိုတော့ကြတော့အစက culture မှာတော့မပါသေးဘူးသူက1900ခုနှစ်အလယ်ပိုင်းမှာတခြားလုံးကုမ္ပဏီတွေကဒါကိုစီးပွားရေးအကွက်မြင်သွားပြီးတော့မှသူတို့ကဒီဟာကို Halloween နဲ့ကို cooperate လုပ်ရင်းနဲ့ဒီတခြားလုံးတောင်းတဲ့ trick or treat ဆိုတဲ့tradition ကအမှန်တိုင်းဖြစ်လာဖြစ်ပါတယ်မြန်မာနိုင်ငံမှာကတော့ကျွန်တော်တို့ Halloween tradition ကအရင်ထိုးဖောက်ဝင်လာရဲဆိုတာမရှိသေးပေမဲ့လုံးဝမသိတော့လည်းမဟုတ်ဘူးပေါ့နော်အခုဆိုလို့ရှိရင်ဖြည်းဖြည်းချင်းဒါမြန်မာနိုင်ငံလူငယ်တွေက Halloween ကိုလည်းသိလာပြီလူကြီးတွေပါဖြည်းဖြည်းချင်းသိလာကြပြီပေါ့နော်အခုဆိုလို့ရှိရင်Halloween နဲ့ပတ်သက်ပြီးကျွန်တော်မြန်မာနိုင်ငံလူတွေကဘာလုပ်တာများလဲဆိုတော့ကြတော့ကျွန်တော်တို့ရဲ့လူငယ်တွေပေါ့နော်ကျွန်တော်ဆိုလို့ရှိရင် Halloween မှာဘာလုပ်လဲဆိုတော့ကြတော့ကိုဝစ်ချင်တဲ့ outfit လေးတွေတရေပုံစံ outfit လေးတွေမကောင်းဆိုးဝါ outfit လေးတွေဒါမှမဟုတ်ကိုအရင်ကြိုက်တဲ့ရုပ်ရှင်တွေက super hero ဇာတ်ကောင်တွေပဲဘာပဲဖြစ်ကွာဒါကိုအရင်ဝစ်ချင်တဲ့ဇာတ်ကောင်ရဲ့ outfit ပေါ့နော်အဲ့လေးကိုကျွန်တော်ဝစ်လိုက်ကြတယ် make up လေးပြင်ကြရဲပေါ့ကြောက်စရာကောင်းတဲ့ make up လေးပြင်ကြတယ်ပြီးရင်အိမ်ညာ Halloween party လေးတွားကြရဲပေါ့ဒါကတော့ကျွန်တော်တို့အခုမြန်မာနိုင်ငံမှာ Halloween နဲ့ပတ်သက်ပြီးတော့လူငယ်တော်တော်များများလုပ်တာရှိတဲ့အကျဉ်းလေးပဲဖြစ်ပါတယ်ဖေဖေမေမေတို့ကလည်း Halloween နဲ့ပတ်သက်ပြီးတော့အမှတ်တရလေးရှိတယ်ဆိုလို့ရှိရင်ဒါမှမဟုတ်ကိုယ်တိုင်ကြုံမှုတဲ့တရေအကြောင်းလေးရှိတယ်ဆိုလို့ရှိရင်ဒါမှမဟုတ်ကိုယ်တသားမိမိကို Halloween မှာဒါမှမဟုတ်ပွဲတစ်ခုခုအတွက်ဒီလိုမျိုး costume လေးတွေဆင်ပေးမှုတာရှိရဆိုလို့ရှိရင် comment လေးမှာမျှဝေပြီးတော့အမှတ်တရလေး sharing လုပ်ပေးသွားလို့ရပါတယ်ခင်ဗျာ